လိုပါလားဘာလို့ရှင်းရမှာလဲငါဘာတက်တက်လာကြည့်လို့လို့ ဘိုးလုံးနဲ့ဘာ အရှိစင်လူသားနော်မြန်မာပြည်မှာ ဒီဘာဘာကလာမပြောနဲ့ကလိုပါလားရဲ့ဟဲ့တပည့်ကြည့်တော့ကိုသားနေတော့ပြင်လမ်းသိဘူးဒီကော ဒီချိန်ကျရင်လွမ်းစရာဖြစ်ချင်ခဲ့အောင်မှာဟုတ်တယ်နော် ဖိုးတုံ ဟဲ့ကောင်အဲ့ဖိုးလုံးကြောင့်ငါလာမပြောနဲ့ဟဲ့ကောင်ကလိုပါလားကောင် ဘိုးလုံးနဲ့ဘာအကြောင်းရှိလို့ ဘာလာကြောင်ဖြီးဖြီးမင်းလည်းဘာဆိုင်လို့ နာမတော့ဖိုးတုံဒီလောက်နာမည်ကြီးအောင် ဟောလိုပါလားလိုပါလားကောင်အေးလိုပါ ငင်းတော့ဘာဖိုးလာလေလား ဘာတန်ချမ်းတော့ရေးချင် ဘာမှမပြောနဲ့လို့ငါပြောရတယ်ပေါ်လာပြင်လို့ အစတစ်လေး ရပါနည်းနည်းတော့စိတ်တကြအောင်ဘာ ငါလိုပါလားကောမအေးလို့ဒီတရားလိုကော နာမတော့ဖိုးတုံတရှင်းလိုက်မယ်ဘာစိတ်ချ ငါလိုပါလား စိတ်ချစိတ်ချ လိုပါလားကောငါလိုပါလားကော နာမတော့ဖိုးတုံတရှင်းလိုက်ဟိုတဆဘာနာမတော့ဖိုးတုံတသွားရှင်းလိုက်တသွားရှင်းဘာအကူညီမလို့တော့ရရ လိုပါလားကောဘလို့မင်းဘာမှလုပ်ဆိုင်တယ်လို့ကိုခဲကောဟာတို့အခုလက်ခေါ်ရတယ် ဖိုးတုလည်းဝင်ပါသိပြီနော်အရင်မစပါနဲ့ကြီးလေးရဲ့သူလည်းအေးစစ်စစ်နေချင်ပါဗောတဲ့ဟုတ်ပါနော်မစပါနဲ့ကွာလူကြီးရော